အားလုံးပဲမင်္ဂလာပါကျွန်တော် Courage Speech နဲ့အားလုံးကိုလွှဲထွေးစွာပြန်လည်ကြိုဆိုပါရစေပြီးခဲ့တဲ့အပတ်ကစပြီးတော့မှကျွန်တော်ရဲ့ Courage YouTube page channel ကနေပြီးတော့မှအပတ်စဉ်ကျွန်တော်တို့ဒီဓမ္မတိကျမ်းစာရဲ့မူရင်းဘာသာစကားဖြစ်တဲ့ Greek လိုနဲ့ကျွန်တော်တို့အတူတကွကျမ်းပိုက်တစ်ပိုက်ဖြစ်တဲ့ Share Over ပထမဆုံးအခန်းကြီး1အငယ်1ကိုလေ့လာခဲ့ပြီးဖြစ်ပါတယ်ဆိုတော့အဲ့ကျမ်းပိုက်မှာကျွန်တော် Greek လိုဖတ်ပြရတယ်တချို့တော့ Greek grammars တွေကိုကျွန်တော်ရှင်းပြရတယ်ပေါ့နော်ဆိုတော့အဲ့ဒီကျမ်းပိုက်ထဲမှာပဲတချို့ဒီစကားလုံးပြန်ခတ်တဲ့အကြောင်းအရာလေးကိုဗမာ translation တွေမှာဘယ်လိုဘာသာပြန်ထားလဲဆိုတာနဲ့ပြီးတော့မှကြံရှိတဲ့ verse 2 verse 3 verse 4ကိုကျွန်တော်တို့ဆက်လက်ပြီးတော့မှအတူတူကဖတ်ရှုပြီးတော့မှလေ့လာဖို့ရအားလုံးကိုဖိတ်ခေါ်ချင်ပါတယ်လို့ဆိုတော့ကျွန်တော်ရဲ့ screen ကိုပြန်လည်ပြီးမှ sharing လုပ်ပေးပါမယ်ဒီကနေ့ကျွန်တော်တို့ပြန်လည်ပြီးတော့မှဖတ်မဲ့အရာကတော့ရှင်ယောဂဩဝါဒပထမဆောင်ခန်းကြီး1အငယ်1လေးကိုတစ်ချက်လောက်ကျွန်တော် ਨੇ အတူတကွပြန်ပြီးတော့မှနှွေးမှာဖြစ်ပါတယ် Hor an upper arcase hor a kekwamen hor ora kamen toys optemois hemon hor atesameta kai hai keras hemon absela desen peritulogu logo tezoes ဆိုတော့ဤအရာကိုဤအရာသည်အစဦး၌ရှိခဲ့တယ်ဤအရာကိုကျွန်ုပ်တို့ကြားခဲ့တယ်ဤအရာကိုကျွန်ုပ်တို့ရဲ့မျက်လုံးနဲ့မြင်ခဲ့တယ်ဤအရာကိုကျွန်တော်တို့တွေ့ရှိခဲ့တယ်ပြီးတော့မှကျွန်ုပ်တို့ရဲ့လက်များနဲ့เนาะကျွန်တော်တို့ထိတွေ့ခဲ့တယ်ဘယ်ရောက်ထိတွေ့ခဲ့လဲဆိုတော့the word of life ဆိုတော့ဒီအသက်တော်ဒီဟူတော့ဒါမှမဟုတ်အသက်ရှင်တော်နှုတ်ကပတ်တော်ပေါ့နော်အသက်နဲ့ဆိုင်တော်နှုတ်ကပတ်တော်ပေါ့နော်ဆိုတော့ဒီစကားလုံးလေးကိုကျွန်တော် grammatical rules တစ်ချက်လေးပြန်ရှင်းပြချင်ပါတယ်ဒီစကားလုံးလေးပေါ့နော် to logo tezoes so ဒီ two pattern ကသူက definite article noun definite article ပေါ့နော်ဆိုတော့definite article plus noun definite article ဆိုတော့ဒီ grammar sorry Daniel Wallace ရဲ့ grammar အရဆိုရင်ကျွန်တော်တို့အဲ့ဒီ definite article plus noun definite article ပါသည်ဖြစ်စေ non definite article plus noun non definite article ဆိုရင်အဲ့ဒီ rules ကကျွန်တော်တို့ Apollonius canon rules ဆိုခေါ်တယ်ဆိုတော့အဲ့ဒီ rules မှာဘာပြောထားလဲဆိုတော့အဲ့ဒီ noun တစ်ခုရဲ့ရှေ့မှာ definite article ပါသည်ဖြစ်စေမပါသည်ဖြစ်စေအဲ့လိုမျိုးအသုံးပြုတယ်ဆိုရင်ဒီ logos နဲ့ zoe ဆိုတဲ့ဒီ noun တစ်ခုရဲ့ဒီသူ့ရဲ့ semantic force ကအတူတူပဲဖြစ်တယ်ပေါ့နော်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့တစ်ခုကတစ်ခုထပ်ပို့ပြီးတော့မှအရေးကြီးတာမျိုးမဟုတ်ဘဲねဒီနှစ်ခုလုံးကကျွန်တော်တို့တန်းတူအရေးကြီးတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဒီ grammars မှာ shootout ကြီးဒီ Apollonius သူရဲ့ grammaticians shootout ကြီးဒီစာအုပ်ကနေပြီးမှပြောထားတာဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားစရာကောင်းတာကဒီစာအုပ်this အင်္ဂလိပ်လို့ဆိုတော့ the word of life ပေါ့နော်ဆိုတော့ဒီမှာဒီကျွန်တော်ရဲ့ညာဘက်ချမ်းမှာကျွန်တော်ဒီမှာမြင်ရတဲ့အရာတွေကတော့ဘာလဲဆိုတော့ကျွန်တော်ဒီဘက်မှာကျတော့ကျွန်တော်ဒီမှာ BDEC လို့ခေါ်တယ်ဆိုတော့ကျွန်တော်ဒီမှာ BDEC ကျွန်တော်ပြထားတယ် this is BDEC ပြီးတော့မှဒီမှာကျွန်တော် different version ပေါ့နော် NASB ပြထားတယ်ပြီးတော့မှဒီမှာကျတော့ကျွန်တော် the Greek lexicon နေဒါ another Greek lexicon ပေါ့နော်ဒါပေမဲ့ကျွန်တော်မသုံးပါဘူးဒါပေမဲ့အရင်ကြီးတချို့စကားလုံးတွေပဲသုံးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် mostly I will use a BDEC here ဆိုတော့ကျွန်တော် BDEC ကိုပဲအများစုသုံးမှာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်ဒီအောက်မှာဒီမှာတွေ့ရတယ်ပေါ့နော်ဒီ version ကတော့ပါလဲဆိုတော့ဒီ NRSV version ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာ title ကိုကြည့်မယ်ဆိုရင် the word of lifeတော့ဒါဘယ်ကယူထားလဲဆိုတော့ခုနပြောတဲ့ Greek စကားလုံးဖြစ်တဲ့ to logo tezoes ဒီကလုံးကိုကျွန်တော်တို့ title ပေးထားခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီစကားလုံးကိုကျွန်တော်တို့ဗမာ translation တွေဘယ်လိုဘာသာပြန်မလဲပေါ့နော်ဆိုတော့အရင်စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ screen ကိုကျွန်တော်ထပ်ပြီးမှ sharing လုပ်ပေးပါမယ်ဆိုတော့ကျွန်တော်ဒီမှာကြည့်တဲ့အခါမှာပထမဆုံးဒီ Jackson Bible ကျွန်တော်တို့ဒီ revise လုပ်ထားတဲ့ version 2021 version မှာကျတော့အသက်ရှင်သောနှုတ်ပတ်တော်ပေါ့နော်ဆိုတော့ဒီအသက်ရှင်နေဆိုတဲ့စကားလုံးကဒီ Greek စကားလုံး zoe ပေါ့ဆိုတော့ zoe က noun နေရာမဟုတ်ဘဲနဲ့သူကnoun နေရာမဟုတ်ဘဲနဲ့အဲ့ zoe ကသူ adjective position ယူတယ်ပေါ့နော်အသက်ရှင်တယ်
ဘသူ့အထူးပြုလဲဆိုတော့နှုတ်ကပတ်တော်ဆိုတဲ့နောင်အထူးပြုရပေါ့နော်ဆိုတော့အသက်ရှင်တော်နှုတ်ကပတ်တော်ဆိုတဲ့စကားစုလို့သူဘာသာပြန်တယ်ပြီးတော့မှကျွန်တော်ထူးဆန်းတာကမြန်မာဆံမီတမန်ကျမ်းစာပေါ့နော်မြန်မာ Standard Bible မှာကျတော့အသက်နဲ့ဆိုင်သည့်နှုတ်ကပတ်တော်ပေါ့ဆိုတော့ဒါကအသက်ကကျတော့ဒီနေရာမှာ adjective ပုံစံမျိုးပဲမဟုတ်ဘဲနဲ့noun ကိုကျွန်တော်တို့ definition ထပ်ဖွင့်တဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်အင်္ဂလိပ်မှာဆိုတော့ noun in a position ဖြစ်မှာတယ်လေဆိုတော့ဒီnoun တစ်ခုရဲ့အဓိပ္ပာယ်ကိုထပ်ပြီးတော့မှရှင်းပြတာပေါ့နော်ဆိုတော့ဒီလို pattern မျိုးကျွန်တော်တို့သုံးထားတယ်ဒါတော်တော်လေးကျွန်တော်အတွက်တော်တော်လေးကိုသဘောကျတဲ့ translation တစ်ခုဖြစ်တယ်ပြီးတော့မှ common language bible မှာကျတော့ခေတ်သုံးစကားပေါ့နော်ကျွန်တော်အသက်တော်ဒီဟူသောဆိုတော့အသက်တော်ဒီဟူသောလေခုန pattern မျိုးနဲ့နည်းနည်းဆင်တယ် now in the position အသက်တော်ဒီလို့ခေါ်တဲ့နှုတ်ပတ်တော်ပေါ့ဒါပေမဲ့နည်းနည်းလေးကျွန်တော်တို့တိတ်သဘောမကျဘူးပြီးတော့မှ the Burmese contemporary bible ပေါ့နော်ဆိုတော့ဒီမှာလေခုနဒီ common bible ကိုနည်းနည်းလေးဆင်တူတယ်အသက်တော်ဒီဟူသောပေါ့နော်ဆိုတော့အသက်တော်ဒီလို့ခေါ်တဲ့နှုတ်ပတ်တော်ပေါ့ဆိုတော့နည်းနည်းလေးတော့ကျွန်တော်တို့ကတိတ်ပြီးမှအဆင်မပြေဘူးပေါ့နော်ဆိုတော့ဒီမှာ Garrett ကကြတော့လေအတူတူပဲအသက်တော်ဒီဟူသောပေါ့နော်ဆိုတော့ကျွန်တော်တို့အယူဆအမျိုးမျိုးတော့ရှိနိုင်တယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်အရန်ပဲထိတွေ့တဲ့ဘာသာပြန်မှုကတော့အသက်နဲ့ဆိုင်သည့်နှုတ်ပတ်တော်ပေါ့နော်ဆိုဒါလေးကကျွန်တော်တို့နည်းနည်းလေးပို့ပြီးတော့မှဒီခုနကျွန်တော်တို့ဒီ Greek ရဲ့သူ့ရဲ့ဒီ meaning ကိုပို့ပြီးတော့မှ fully cover ဖြစ်တဲ့စကားလုံးများဖြစ်မလားဆိုပြီးတော့မှကျွန်တော်အနေနဲ့သဘောကျတာဖြစ်ပါတယ်လို့ okay ကျွန်တော်တို့ဒီ verse 2ဆက်ပြီးတော့မှကြည့်မှာဖြစ်ပါတယ် Kai hei zoe ephenerote Kai oracamen Kai maturomen Kai epenglomen humin ten zoen ten ionian hades and pros ton patera Kai ephenerote heiming so this is verse 2 the verse 2ကိုပြန်ကြည့်ပါမယ် so verse ကျွန်တော်တို့တစ်ချက်ဒီမှာတည်ထားဖို့က verse 1ပြီးတဲ့အခါမှာကျွန်တော်ဒါ full stop မဟုတ်ပါ m dash လို့ခေါ်တယ်သူကစကား verse ကမဆုံးသေးဘူးပေါ့နော် verse ကဘာမှမဆုံးလဲဆိုတော့တစ်ခုလုံးလာတယ် finally it stop here at verse 4 verse 4ရောက်တဲ့အခါမှာမှပဲဒီ verse ကဆုံးသွားတယ်ပေါ့နော်ဆိုတော့ဒီမှာခိုင်နဲ့သူစကားဆက်ထားတယ်ဆိုတော့ခိုင်ကတော့ you conjunction ဖြစ်တယ် hey ကတော့ definite article nominative or feminine singular ဖြစ်တယ်ဆိုတော့ definite article က feminine တွေ့တယ်ဆိုရင်သူ့ရဲ့အနောက်မှာကတ်လက်လိုက်ရမယ် noun ကလည်း feminine တွေ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အများအားပြောတာကဘာတူလဲဆိုတော့ CNG တူတယ် case number gender တူတယ် definite article ရဲ့ case က nominative ဆိုတော့သူ့ရဲ့နောက်မှာလိုက်လာတဲ့ noun ကလည်း nominative ဖြစ်ရမယ် definite article က accusative ဆိုရင်သူ့နောက်မှာတွဲပြီးမှသူနဲ့တွဲအသုံးပြုမဲ့ noun ကလည်း accusative ဖြစ်ရမယ်ပေါ့နော် CNG တူတယ် case number gender ဆိုတော့ဒီမှာကျတော့ case က nominative case ကျွန်တော်တို့n က number က singular ဖြစ်တယ်ပြီးတော့မှ gender ကကျတော့ feminine ဖြစ်တယ်ပေါ့နော်ဒီမှာလေ case number gender nominative singular feminine ဖြစ်တယ်ပေါ့ဆိုတော့ဒါဆိုတွဲလို့ရတယ် and the life ပြီးတော့မှ ephenerote so ephenerote ကကြတော့ကျွန်တော်တို့verb တစ်ခုရဲ့နောက်ဆုံးရဲ့ဒုတိယစကားလုံးမှာပေါ့နော်တည်တာနဲ့ဆုံးတယ်ဆိုရင်ပြီးတော့မှအရှိဆုံးကစကားလုံးကလည်းနံပါတ်1ချက်သူ့ရဲ့ root word ကိုသိတယ်ပေါ့နော်ဥပမာဆိုပါဆိုဒီစကားလုံးက ephenerote ကသူ့ရဲ့ root word ကဘယ်ကလာလဲဆိုတော့ phenero က root word သိတယ်ဆိုတေးချပြီးသူ့ရဲ့ root word ကဒုတိယfee နဲ့စတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာ fee နဲ့စတာဖြစ်တဲ့အတွက်ဒီရှိကဒီရဲ့ဒီ epsilon မဟုတ်ဘူးဆိုတော့သူက tense ကပြောင်းသွားတဲ့အခါ augment လို့ခေါ်တယ်ဆိုတော့ augment ပါတယ်ပြီးတော့မှတည်တာပါဆိုတေးချပြီးဆိုတော့ augment ကဘာကိုပြလဲဆိုတော့ aorist tense ဆိုတာပြနေတယ်တည်တာကျတော့ passive voice ကိုပြနေတယ်ဆိုတော့ person လို့မယ်ဆိုရင် aorist passive indicated third person singular ဖြစ်တယ် ephenerote ပေါ့နော်ဆိုတော့ကျွန်တော်အဓိပ္ပာယ်ကတော့ဘာလဲဆိုတော့ I reveal ပေါ့နော်ဆိုတော့ the life was revealed and another conjunction her order coming so her order coming ကကြတော့ခုနဒီမှာတုံးသွားပြီ perfect active indicated first person ပြောရဆိုတော့ကျွန်တော် perfect ဖြစ်တဲ့ first person ဖြစ်တဲ့အတွက် we have seen ဆိုတော့အဲ့ဒီရဲ့အသက်ဟာဖွင့်ပြခြင်းခံရခဲ့ပြီးတော့မှကျွန်ုပ်တို့ကိုယ်တိုင်လည်းမြင်ခဲ့ပြီး
and ခိုင် another conjunction ဆိုတော့ဒီမှာကျွန်တော် click လိုက်တာနဲ့ကျွန်တော်ဒီမှာ and တွေအများကြီးပဲเนาะအခိုင် pattern စကားလုံးတွေကို verb တွေကိုတိစောက်ထားတယ်verb တွေကိုခိုင်နဲ့တွဲချိတ်ပြီးတော့မှချိတ်ဆက်ထားတယ်ပြီးတော့မှ matu roman ဆိုတော့ matu roman ကထူးခြားပြီးဒီမှာကျတော့ perfect ဖြစ်တယ်ခိုင်ဆက်ထားတယ်ဒါပေမဲ့သူ့နောက်မှာလိုက်လာတဲ့ဟာကျတော့ present active indicated first person plural so tense ကပြောင်းသွားပြီဒါတော်တော်လေးရေးကြည့်တယ်ဆိုတော့ဒီကကျတော့ perfect tense aorist tense and then we have present active indicative ပေါ့နော် so present active indicative ဖြစ်တဲ့ maturo ဆို I bear witness I testify ဆိုတဲ့အဓိပ္ပာယ်ရတယ်ဆိုတော့ဒီနေရာမှာကျတော့ first person ဖြစ်တဲ့အတွက် we are testifying နော် we are testifying ကျွန်တော်တို့မြင်ပြောချင်တဲ့အဓိပ္ပာယ်ကအဲ့ဒီရဲ့ life ကနော်အဲ့ဒီအသက်ဟာဖွင့်ပြခဲ့ပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းအဲ့ဒီအသက်ကိုမြင်ခဲ့ပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာအဲ့ဒီအသက်ကိုယခုလက်ရှိစကားပြောနေတဲ့စာရေးသူစကားပြောတဲ့အချိန်မှာပြင်အဲ့ဒီအသက်ကို testify လုပ်ပေးနေတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော် and ပြီးတော့မှကျွန်တော်တို့ဟာကြည်ကြပေးနေတယ်ပြီးတော့မှ epangloman ဆိုတော့တူတယ် present active indicative first person ပြီးတော့ reporting announce လုပ်တယ်ကျွန်တော်တို့ကကြည်ညာပေးအတူတူပဲသက်သေခံပေးနေတယ် and ကျွန်တော်တို့ဟာကြည်ညာပေးနေတယ်ဆိုတော့ကျွန်တော်ဒီမှာ human ကကြတော့second person ဖြစ်တယ်dative ဖြစ်တယ်plural ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာကြတော့သူကdata ဖြစ်တဲ့အတွက် interact object ဖြစ်တဲ့ကျွန်တော်တို့ဟာ report ပေးနေကြေညာပေးနေတယ် human to you နင်တို့ရှိမှာအခုစာရေးနေတဲ့သူရှိမှာနင်တို့ရှိမှာပြီးတော့မှသူ့ရဲ့ main object ကလာပြီ10 zoin 10 ionian ဆိုတော့10 zoin 10က definite article feminine accusative သူနဲ့တွဲလိုက်လာမနောက် cng2 ကကြည့်မယ် case က accusative feminine singular တူတယ်ဆိုတော့ the life the object ဖြစ်တယ်เนาะဆိုတော့ပြောချင်အင်္ဂလိပ်လိုပြန်မယ်ဆိုရင် we are announcing to you the life okay so what kind of life it is so ဆက်တွဲတယ်10 ionian so ionian adjective accusative feminine singular ဆိုတော့သူအထူးပြုမဲ့ noun က case တူရမယ်ဥပမာ adjective က noun ကိုအထူးပြုမယ်ဆိုရင်အဲ့ဒီသူအထူးပြုမဲ့ noun ရဲ့ case number gender နဲ့ adjective ရဲ့ case number gender နဲ့တူရမယ်ပေါ့နော်ဆိုတော့ဒီမှာ10 ionian က accusative feminine singular ဖြစ်တယ်ဒီမှာလည်း accusative feminine singular ဖြစ်တဲ့အတွက်ဒီနှစ်ခုကတွဲလို့ရတယ်10 so 10 ionian ဆိုတော့ the eternal life ပြီးတော့မှ hates ကြတော့ related pronoun nominative singular ဆိုတော့ဒီ noun ကိုသူကအထူးပြုမှာဖြစ်တဲ့အတွက် hates က 10 so and 10 ionian ကိုအထူးပြုမှာဖြစ်တဲ့သူလည်း case တူရမယ်ဆိုတော့ဒီမှာလည်း nominative sorry case တူစားမလို့ဘူးကျွန်တော် gender တူရမယ်ပေါ့နော် feminine noun ကိုအထူးပြုတာဖြစ်တဲ့အတွက် feminine ကျွန်တော်တို့ gender တူရမယ် so which so we have another ကျွန်တော်တို့ verb ရှိတယ်ဆိုတော့ကျွန်တော်အစမှာတစ်မှာ verse 1မှာတွေ့ခဲ့တယ် and here the same verb imperfect active indicative that person singular from Amy was which was pressed on ဆိုတော့ဒီမှာ preposition to or toward ဒါမှမဟုတ် with လို့သုံးတယ်ဆိုတော့ဒီမှာကျွန်တော် Celia with လို့သုံးတယ် with ton ဆိုတော့ sorry accusative masculine singular ဖြစ်တဲ့ ton patera ဆိုတာကကျွန်တော်တို့ father က noun ဖြစ်တယ် accusative singular masculine ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘာသာပြန်မယ်ဆိုရင်အဲ့ဒီအသက်ဟာဖွင့်ပြခဲ့ပြီးပြီဖြစ်တယ်ပြီးတော့မှကျွန်တော်တို့ဟာလည်းအဲ့ဒီအသက်ကိုမြင်ခဲ့ပြီးပြီ and ကျွန်တော်တို့ဟာတက်တည်ခံပေးနေတယ်ပြီးတော့မှ announce ကြေညာပေးနေတယ်တင်တို့ရှိမှကြေညာပေးနေတယ်ဘာကိုကြေညာလဲဆိုတော့ the eternal life ထာဝရအသက်ကိုတင်တို့ရှိမှကြေညာပေးနေတယ်အဲ့ဒီထာဝရအသက်ဟာအဖနဲ့အတူရှိနေတယ်ပေါ့နော်ပြီးတော့မှ another conjunction kind and ephemerote ဆိုဒီမှာ ephemerote လာပြီးအဲ့ဒီထာဝရအသက်ကလည်း was revealed ကျွန်တော်တို့ရှိမှာဖွင့်ပြတယ် to us ကျွန်တော်တို့ရှိမှာဖွင့်ပြတယ်ပေါ့နော်ဆိုတော့ဒါကတော့personal pronoun first person dative plural ဆို indirect object of ephemerote ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးကတော့verse 2ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာတော့ဘာမှထူးခြားတာမရှိဘူးဆိုတော့နံပါတ်1ချက်ကျွန်တော်သိရမှာကဒါကဒီကျွန်တော်ရှင်ရောဩရာပထမဆာဆောင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ရှင်ရောဟောင်းကိုရေးတဲ့စာရေးဆရာနဲ့အတူတူပဲလို့ကျွန်တော်တို့
ဖော်ပြခြင်းခံရတယ်ဆိုတော့ရှင်ယောဟန်ရဲ့ထူးခြားချက်ကဒီမှာကျွန်တော်တို့ရှင်ယောဟန်ခန်းကြီး1ငယ်1မှာအစာဦးနိုင်နှုတ်ပတ်တော်ရှိတယ်ဆိုတော့ from the beginning arcade နဲ့စထားတယ်ဒီမှာလည်း arcade နဲ့ပြန်စထားတယ်ပြီးတော့မှရှင်ယောဟန်ဩဝါဒစာထဲမှာ life ကအရေးကြီးတယ် eternal life ပေါ့နော်ဆိုတော့ကျွန်တော်အရင်ရေးကြည့်တဲ့ဒီ John chapter 3 verse 16 မှာ focus so let the that he gave his only begotten son that whosoever believe in me have eternal life ဆိုတော့ဒီမှာလေဆိုတော့ဒီမှာသုံးထားတဲ့အတိုင်းပဲ eternal life ဆိုတဲ့စကားလုံးမျိုးပါတယ်ပေါ့နော်ဆိုတော့စာရေးသူရဲ့ဒီဟာကိုဒီရှင်ယောဟန်ဩဝါဒပထမစာဆောင်ကိုဖတ်ခြင်းအဖြစ် John ရဲ့ရှင်ယောဟန်ဩဝါဒစာ the gospel ကိုရေးတဲ့ John နဲ့ဒီရှင်ယောဟန်ဩဝါဒပထမဆောင်ရေးတဲ့စာရေးသူကတယောက်တည်းဆိုတာသိနေတယ်သူ့ရဲ့ language သူ့ရဲ့ theology သူ့ရဲ့ဒီမှာသုံးတဲ့ Greek စကားလုံးတွေကိုကြည့်ချင်းအပြစာရေးသူက idea တစ်ခုတည်းနဲ့ flow တစ်ခုတည်းနဲ့စဉ်းစားလာရဲဆိုတော့ကျွန်တော်တို့ဒီ Greek ကိုဖတ်ရှုခြင်းအဖြစ်သိနိုင်တယ်ပေါ့နော် okay ကျွန်တော်တို့နည်းနည်းလေးဆက်သွားမယ်နည်းနည်းတော့ရှင်းမယ်ဒီ verse 3ကတော့ ho ora kamen kai ekeko amen apen glomen kai human hina kai humes quinonian ekete metemon kai he quinonia de e hematara mate tu patros kai meta tu hui out to Isu Christu. So it is a little bit longer, but we can do it. So let's parse together. So another related pronoun. So the saga ayan two chariot and the so related pronoun is satire. No? Verse 1 Maria from the very beginning is start with related pronoun, and also here we can see in verse 3 we still have related pronoun. Okay, so that about so the clause the cool longer. နော်သူ့ရဲ့ idea က one flow one season နေတယ်ပေါ့နော်ဆိုတော့စာတန်းကမဆုံးသေးဘူးပေါ့နော်ဆိုတော့ဒါတစ်ချက်သတိပြုရမယ်ဆိုတော့ it still continue let's see so related pronoun the accusative ဘာရဲ့ accusative လဲသူ့ရဲ့နောက်မှာလိုက်လာတယ်ဒီ ora comment ဆိုတော့ဒီမှာ ora comment ကဒါနဲ့ဆိုကျွန်တော်3ချိန်ရှိပြီဆိုတော့ verse 2မှာတစ်ချိန်ပါတယ်ဒီ verse 1မှာလည်းတစ်ချိန်ပါတယ်ပေါ့နော်အတူတူပဲ perfect active indicative first person plural who are or လာတယ်ဆိုတော့ perfect ဖြစ်တဲ့ we have seen အဲ့ဒီအရာကိုကျွန်တော်တို့မြင်ခဲ့တယ် kai and ekeko amen so another ekeko amen ဒီမှာ verse 1မှာအတူတူပဲကျွန်တော်တို့perfect active indicative first person plural ကျွန်တော်တို့ကြားခဲ့တဲ့အရာဖြစ်တယ်ဆိုတော့အဲ့ဒီကြားခဲ့တဲ့အရာကိုဒီမှာတော့ present tense ပဲဖြစ်သွားပြီ present active indicated ဒီ verse 2မှာပါတဲ့အတိုင်းပဲ apenglomen perfect present active indicated first person plural apenglo ဆိုတဲ့ verb ကလာတယ်ဆိုတော့ I proclaim I announce ပေါ့နော်ဆိုတော့ဒီမှာကျတော့ we are proclaiming we are announcing ဒီမှာအရင်ထူးခြားပြီဆိုတော့ here ကျွန်တော်ဒီ kind က it is not contention anymore so if you look at the word kai in bdec မှာကျွန်တော်ကြည့်မယ်ဆိုရင်ဆိုတော့ကျွန်တော်ဒီမှာ bdec ကို click လိုက်ပြီ okay ဒီမှာ bdec ထဲမှာကြာလာပြီဆိုတော့ bdec မှာစာမျက်နှာအများကြီးပဲကျွန်တော်တို့ခိုင်နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ဖတ်ကြည့်လို့ရတယ်ဆိုတော့စာမျက်နှာ2မျက်3မျက်နှာ4မျက်နှာလောက်ရှိတယ်ပေါ့နော်ကျွန်တော်ထင်တာတော့ archive ဆိုတော့ Greek မှာဆိုရင် Zazakas ဆက်ဖြစ်တဲ့ and လို့ပဲထင်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့အသုံးပြုပုံအများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့နော်ဘာနဲ့သွားအကိုက်ဆုံးဖြစ်လဲဆိုတော့ဒီမှာကျွန်တော် bdec ထဲမှာကျတော့ဒီမှာကျွန်တော်တို့ ရိုးခိုင် conjunction မဟုတ်ဘဲねဒီမှာတော့ကျွန်တော်တို့ marker to indicate an additive relation that is not coordinate ဆိုတော့ပြောချင်တာကတော့ conjunction အနေနဲ့သုံးတာမဟုတ်ဘဲねเนาะဒီ information အသစ်ကိုထပ်ပေးတဲ့ပုံစံမျိုးเนาะ information အသစ်ကိုထပ်ပေးတဲ့ပုံအဲ့လိုမျိုးဆိုရင်ဒီ cross sentence တွေကိုဆက်ပြီးတော့မှ information အသစ်ထပ်ပေးတဲ့ပုံစံမျိုးဆိုရင်ဘယ်လိုဘာသာပြန်မလဲဆို also likewise ဆိုတော့ဒီမှာလည်းဒီတိုင်းပဲဆိုတော့ကျွန်တော်တို့ကဒီမှာဘာသာပြန်ကြည့်ရအောင်เนาะဆိုတော့ we are proclaiming and to you အဓိပ္ပာယ်မရှိဘူးဆိုတော့ဒီမှာ तू ကကျွန်တော်တို့ဤရာကိုကျွန်တော်တို့မြင်ခဲ့ပြီးပြီကျွန်တော်တို့ကြားခဲ့ပြီးပြီဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဟာတင်တို့စီမှာလေကျွန်တော်တို့ကြီးညာပေးနေတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာခိုင်က additive ခိုင်လို့ခေါ်တယ်ကျွန်တော်တို့က and လို့ဘာသာမပြောဘူး also လို့ဘာသာပြန်မယ်ဆိုတော့ဘယ်လိုဘာသာပြန်မလဲဆိုတော့ epanglomen kai human ဆိုတော့ we are pronouncing also to you ဆိုတော့ခိုင်ကကြတော့
and နဲ့ဘာသာမပြောဘူးဆိုတော့သတိထားဖို့ဖြစ်တယ်ခိုင်လို့တွေ့တဲ့အခါမှာဆိုတော့ another ခိုင်တစ်မျိုးရှိသေးတယ်ဆိုတော့ရေဘူးရာအဖြစ်ခိုင်ကိုဘာသာပြန်လို့ရ၃မျိုးရှိတယ် conjunction ခိုင်ဒီမှာကျတော့ adjective ခိုင်နဲ့နောက်ခိုင်တစ်မျိုးတော့ကျွန်တော်နောက်မှကြုံပြောပြပါမယ်ဆိုတော့ဟုတ်ပြီဆက်သွားမယ်တော့ hina it's a very important ဆိုတော့ hina လို့တွေ့ပြီဆိုရင်ဘာတွေ့ရမလဲဆိုတော့ subordinate clause ဆိုတော့သူ့ရဲ့နောက်မှာတွဲလိုက်လာတဲ့ဒီ t ပေါ့နော်ဒီအကုန်လုံးဒီအဆုံးထိကကြတော့ဒါမိခိုတဲ့ clause dependent clause လို့လည်းခေါ်တယ်။ဘာလို့မိခိုရမလဲဆိုတော့ hina ရဲ့အရှိမရှိတဲ့ဒီ hina မရောက်ခင်ထိဒီ clause ပေါ်မှာမူတည်ပြီးတော့မှပဲဘာသာပြန်လို့ရတယ်ပေါ့နော်။ဆိုတော့ဒီ hina နောက်မှာရှိလာတဲ့စကားလုံးအလုံးကိုကသူ့ဘာသူဘာသာပြန်လို့ဆိုအတိတ်ပဲမရှိဘူး။သူ့ရဲ့အရှိမရှိတဲ့ main clause ရှေ့မှာရှိတဲ့က main clause လို့ခေါ်တယ်။ hina နောက်မှာလိုက်လာတဲ့က dependent clause ဒါမှမဟုတ် subordinate clause လို့ခေါ်တယ်။ဆိုတော့ hina ကိုကျွန်တော်တို့ကဒီ၃မျိုးလောက်ဘာသာပြန်လို့ရတယ်ပေါ့နော်ဘယ်လိုပြန်မလဲဆိုတော့ in order that ဒါမှမဟုတ်ဘူးဆိုရင် in order to ပြီးတော့မှကျွန်တော်တို့နောက်တစ်ခုကကြတော့sorry in order that က purpose အနေနဲ့ဘာသာပြန်လားเนาะပြီးတော့ in order that ကကြတော့ sorry so that ဟိုရလက်ပေါ့နော် result အနေနဲ့ဘာသာပြန်မလားဟို in order that purpose အနေနဲ့ဘာသာပြန်မလားပေါ့နော်ဆိုတော့ဒါတော့ context ပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့ဘာသာပြန်ရမှာဖြစ်တယ်နောက်တစ်ခုကကြတော့ hina တွေ့ရတယ်သူ့ရဲ့ main verb ကအမြဲတမ်း subjunctive mood လိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ hina တွေ့ရင်ချက်ချင်း verb ကိုရှာမယ် verb ကိုရှာလိုက်တဲ့အခါမှာ this is a verb ဆိုတော့ acate ကိုကျွန်တော်တို့ passing လုပ်ကြည့်ရအောင် present active subjunctive mood no second person plural is not indicated anymore it is subjunctive mood ဘာလို့ subjunctive ဖြစ်လဲဆိုတော့ hina cross ထဲမှာပေါ့လို့ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့အရန်ကိုအရေးကြီးတယ်ဆိုတော့သူ့ရဲ့ root word က a ခေါ်လာတယ် subjunctive mood ဖြစ်တဲ့အတွက် you may have ဆိုတော့ဒီမှာတော့ကျွန်တော်တို့ဒီ result အနေနဲ့ဘာသာပြန်ကြည့်အောင် so that ခိုင်က another pattern ဆိုတော့ခိုင်ကဒီလို subordinate clause အလေထဲမှာရှိမယ်ဆိုတော့ adjective ခိုင်နဲ့ဘာသာပြန်တာပိုကောင်းတယ် in order that ဒါမှမဟုတ် also humans second person nominated ဖြစ်တဲ့ subject ဖြစ်တဲ့ plural ဖြစ်တယ်ဆိုတော့ it's not a singular you know အင်္ဂလိပ်မှာဆိုရင်တော့ကျွန်တော်တို့ you လို့ပြောရင်အနည်းလားအများလားကျွန်တော်တို့မခွဲခြားနိုင်ဘူးဒါပေမဲ့ Greek မှာကျတော့ you လို့ပြောရဲဆိုအနည်းရှိတယ်ဟိုအများရှိတယ်ပေါ့နော်ဆိုတော့ဒီမှာဒီအနည်းကじゃတူတယောက်တည်းကိုပြောတာမဟုတ်ဘူး Greek မှာကျတော့ဒီဟို you ပြည့်တဲ့အားလုံးကိုဆိုလို့ချင်တာပေါ့ you all ကျွန်တော်တို့ you all လို့ဘာသာပြန်တယ် in order that also you all also quinonia ဆိုတော့ quinonia ကျတော့ accusative ဖြစ်တယ်ပေါ့နော် subject နောက်မှာလိုက်လာတယ် verb မလိုက်လာဘူးကျွန်တော် object လိုက်လာတယ်ဆိုတော့ဒါက the Greek ရဲ့ pattern ဖြစ်တယ်တခါလေကြာရင် verb ကအရင်လာတယ် subject ကနောက်ဆုံးမှာရှိတတ်တယ်တခါလေကြာရင် object ကအရင်လာတယ်ပေါ့ဒါပေမဲ့ကြိုက်တယ်လို့ရွေးပါစေကျွန်တော်တို့ case ပေါ်မှာမူတည်မှဆုံးဖြတ်လို့ရတယ် so here we have subject humes is a subject here we have object quinonia ဆိုတဲ့ verb ကလာတယ် accusative feminine singular ဖြစ်တယ် fellowship so here we have a main verb so ဘာသာပြန်မယ်ဆို in order that you also might have fellowship ဆိုတော့ meta ဆိုတော့ meta ကကြတော့အမှန်ဆိုရင်ကျွန်တော်တို့ alpha နဲ့ဆုံးတယ်ဒါပေမဲ့သူ့ရဲ့နောက်မှာလိုက်လာတဲ့ noun က vowel ဖြစ်တဲ့အတွက်เนาะ eta ဖြစ်တဲ့အတွက်သူကနည်းနည်းမြုပ်ထားတယ်ပြီးတော့မှ eta ပြောင်းသွားတယ်ပေါ့ထောင်ကနေ eta ပြောင်းသွားတယ်ပေါ့နော်ဆိုတော့ meten ပေါ်ခါရဲဆက်ဖတ်မယ်ဆိုတော့ with us ဒီမှာတော့ you kind conjunction kind and hey quinonia so the fellowship ဆိုတော့ဒီမှာတော့ they ကိုကြတော့ကျွန်တော်ခါတိုင်းလို့ဆိုအများစုအဖြစ်တော့ but လို့ပါတာပြန်လေဒါပေမဲ့ကျွန်တော်တို့ B deck ကိုကြည့်တဲ့အခါမှာတော့ကျွန်တော်တို့ဒီမှာအများကြီးပဲရှိတယ် a marker of connecting on a marker of linking serious now then also ဆိုတော့ကျွန်တော်တို့ဘယ်လိုပါတာပြန်မလဲဆိုတော့ indeed မှန်တကယ်ပေါ့နော် but the fellowship indeed hey hematara so hematara ကကြတော့ဆိုတော့personal pronoun ဖြစ်တယ်ပြီးတော့မှတော့ feminine ဖြစ်တယ်တော့ possessive ဖြစ်တယ်ပေါ့နော် so our fellowship indeed matter to Petros matter က preposition သူရဲ့နောက်မှာဘာ case လိုက်ဆို genitive case လိုက်တယ် the father with the father ပြန်ပြောမယ်ဆိုရင် indeed our fellowship with the father and another matter to ဝေဥထွေးto အဝေးကကြတော့ the son ကျွန်တော် genitive singular masculine ဖြစ်တယ်ပြီးတော့မှ out to ဆိုတော့ kai matter to ဝေဥ out to ဆိုတော့ with his son
အဲ့ဟစ်ဆန်ကဘာတူလဲ now in a position ဖြစ်တယ် Jesus Christ ဆိုတော့အဲ့ဒီဟစ်ဆန်ကိုပြန်ရှင်းပြထားတယ်အဲ့ဒီသူ့ရဲ့သားတော်ဘာတူလဲဆိုတော့ယေရှုခရစ်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ဗမာလိုဘာသာပြန်မယ်ဆိုရင်ဤအရာကိုကျွန်ုပ်တို့မြင်ခဲ့တယ်ကျွန်ုပ်တို့ကြားခဲ့တယ်အဲ့ဒါကြောင့်မလို့ကျွန်ုပ်တို့ဟာ proclaiming announce နင်တို့ရှိမှလေအဲ့ဒီအရာကိုကျွန်တော်တို့မြင်ခဲ့တဲ့ကြားခဲ့တဲ့အရာကို announce လုပ်နေတယ်အဲ့ဒါကြောင့်မလို့ရလက်အနေနဲ့နင်တို့အားလုံးဟာဆိုတော့နင်တို့အားလုံးဟာ have fellowship မိတ္တဟာယရှိမယ်ငါတို့နဲ့အတူတကွမိတ္တဟာယရှိမယ်ပြီးတော့မှအဲ့ဒီမိတ္တဟာယငါတို့ရဲ့မိတ္တဟာယဟာလေငါတို့အချင်းချင်းမဟုတ်ဘဲနဲ့ meta to patros ငါတို့ရဲ့ဖယားအဖဖယားနဲ့ငါတို့မိတ္တဟာယရှိတယ်ပြီးတော့မှသူ့ရဲ့သားတော်ဖြစ်တဲ့ယေရှုခရစ်တော်နဲ့လည်းမိတ္တဟာယဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာအရန်ထူးဆန်းတာကဆိုတော့ခွေနှုံးနီးရပေါ့နော် fellowship ဆိုတော့ကျွန်တော်တို့တစ်ခါလေကြာရင်ကျွန်တော်တို့အချင်းချင်းတယောက်နဲ့တယောက် fellowship ကကျွန်တော်တို့ရဲ့ဒီအချင်းချင်းတဲမှာပဲပြီးသွားမယ်တင်တာကျွန်တော်တို့အသင်းတော်မှာအချင်းချင်း fellowship လုပ်ချင်းဟာလေဒီ first John ရဲ့ the author of according to the author of first John ရဆိုရင်တော့ကျွန်တော်တို့အချင်းချင်းမိတ္တဟာယရှိချင်းဟာလေဖခင်မဲတော်နဲ့မိတ္တဟာယရှိချင်းဖြစ်တယ်ပြီးတော့မှသူ့ရဲ့သားတော်နဲ့လည်းမိတ္တဟာယရှိချင်းဖြစ်တယ်ပေါ့နော်ဒါကတော့ဒီကနေပြီးတော့မှကျွန်တော်တို့ဒီ exegetical application ဆွဲလို့ရတယ်เนาะဆိုတော့ဒါက this is the end of verse 3ဆိုတော့ကျွန်တော်တို့ sentence ကမဆုံးသေးဘူးဆိုတော့ဒီမှာဆက်သွားမယ်ပေါ့နော်ဒီမှာတော့ actually ဟိုလာမယ်ပြီးတော့မှနောက်တစ်ခုဆက်သွားမယ် Kai Tauta Graphomen Hemes Hina He Kera Hemon A the Pleroman နေပေါ့နော် Kai ကကြတော့ conjunction ဟို Tauta ကကြတော့ဘယ်လိုပြောမလဲဆိုတော့these things ပေါ့နော် demonstrative pronoun ဖြစ်တယ် accusative plural neuter ဖြစ်တယ်ပြီးတော့မှgraphomen က present active indicative first person plural grapho လာတယ်ဆိုတော့ grapho လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ we write ပေါ့နော် we are writing ဆိုတော့ we are writing these things ဒီမှာထူးခြားတာကဘာလဲဆိုတော့ Hemes ကလည်းသူ nominative personal pronoun nominative plural ဖြစ်တယ်သူရဲ့အဓိပ္ပာယ် we ပေါ့နော်ဆိုတော့ Greek မှာကျွန်တော်တို့ရေးဘူးရအဖြစ် verb ထဲမှာသူက subject ပါပြီးသားနော်သူရဲ့ first person plural လို့ပြောရတယ် we လို့ကျွန်တော်တို့ဘာသာပြန်ပြီးသားဆိုတော့ဒီလို we subject တိတဲ့မပါလေရဒါပေမဲ့ဒီမှာစာရေးဆရာကထည့်ထားတယ်ပေါ့နော် literally ဘာသာပြန်မှာဆို we are writing this thing ဒီအကြောင်းအရာမှကိုကျွန်ုပ်တို့ဟာရေးသားလဲရှိတယ်ဆိုတော့သူရဲ့ emphasis အထူးအလေးပြုတဲ့သူရဲ့ပေးချင်တဲ့ message က we ကျွန်ုပ်တို့ဟာဒီကျွန်ုပ်တို့ဆိုတဲ့ဒီ message မှာအဲ့ဒီကျွန်ုပ်တို့ကဘာတူလဲအရှိမပြောထားတယ်ကိုယ်တိုင်မြင်ခဲ့တယ်ကိုယ်တိုင်ကြားခဲ့တယ်ကိုယ်တိုင်ထိတွေ့ခဲ့တယ်သူတွေကနေပြီးတော့မှဒီထာဝရအသက်ဆိုတဲ့အကြောင်းကိုသက်သေခံနေခြင်းဖြစ်တယ်ပေါ့နော်ဒါအရင်ထူးခြားတယ် we ကတာမန်လူကရှောက်ပြောတာမဟုတ်ကိုယ်တိုင်မြင်ခဲ့တယ်ကြားခဲ့တယ်ကိုယ်တိုင်ထိတွေ့ခဲ့တယ်အဲ့ထာဝရအသက်ကိုကိုယ်တိုင်ထိတွေ့လက်တွေ့လှုပ်ဆောင်ခဲ့တဲ့သူတွေကသက်သေခံတာဖြစ်အဲ့ဒါကြောင့်သူတို့ရဲ့ပြောတဲ့အကြောင်းအရာက reliable ဖြစ်တယ်ဆိုတဲ့အရာကိုဖော်ပြနေခြင်းဖြစ်တယ်ပြီးတော့မှhina ကျွန်တော်ခုနပြောခဲ့ပြီ hina နောက်မှာလိုက်လာတဲ့ဟာက subordinate clause verb ကအမြဲတမ်းသူက subjunctive mood မှာရှိတယ်ပေါ့နော်ဒီမှာကြာရင်ဒီမှာ verb ဖြစ်တယ် perfectဒီမှာကြတော့ present active subjunctive ဖြစ်တဲ့ third person ပေါ့နော် subjunctive mood ဖြစ်တယ်ပြီးတော့မှသူနဲ့တွဲလိုက်လာ another ဒီအထောက်အကူပြုတဲ့ verb အစစ်တော်မဟုတ် participle ပေါ့ကျွန်တော်တို့ခေါ်တာကဖားတစ်ပိုင်းငါးတစ်ပိုင်း verb ပေါ့နော်ဆိုတော့ verb လည်းတစ်ဝက်ဖြစ်တယ် noun ပုံစံနဲ့ gerund ပုံစံနဲ့တွားတယ်တော့ခဏနေနောက်ပိုင်းကျကျွန်တော်ရှင်းပြပါမယ်ဆိုတော့ဒါက participle ဖြစ်တယ် perfect passive participle nominative feminine ဖြစ်တယ်ပေါ့နော် play role of ဆိုတဲ့ verb လာတယ်ဆိုတော့ fulfill ပြည့်စုံတယ်ပေါ့နော်in order that the joy him on our joy ငါတို့ရဲ့ဝမ်းမြောက်ခြင်းဟာ maybe fulfill လုံးဝပြည့်စုံသွားမှာဖြစ်တယ်เนาะဆိုတော့ကျွန်တော်တို့မြင်ခဲ့တဲ့အရာကိုကျွန်တော်တို့ဟာဒီအကြောင်းအရာများကိုတက်တည်ခံရတာဖြစ်တဲ့အတွက်ရလက်အနေနဲ့ကျွန်တော်တို့ဟာပုံမူပြီးတော့မှပြည့်စုံစွာဝမ်းမြောက်ပြည့်စုံသွားမှာဖြစ်တယ်ဆိုတော့ဒါကကျွန်တော်တို့ဖက်ခဲ့တဲ့အရာအားလုံးအကြောင်းအရာဖြစ်တယ်ပေါ့နော်ဒါကတစ်ခုလုံးတစ်ခုလုံးတွဲတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တာကအခုနကเนาะဒီတစ်ခုလုံးဒီ cross တစ်ခုလုံးကเนาะဒီ T ပေါ့နော်
ဆိုတော့ကျွန်တော်ဒီမှာတွေ့ရတယ် whole and uppercase ကစပြီးတော့ equipment တစ်ခုလုံးကသူကနော် relative clause အဲ့ဒီ relative clause က case ကိုကြည့်လိုက်မယ်ဆိုရင်ဒီ accusative case ဖြစ်တယ်သူ့ရဲ့ main verb တကယ်ကျွန်တော်တို့စတဲ့နေရာကဒီကနေစတယ်ပေါ့နော်ဆိုတော့ epangliomen so we are proclaiming we are announcing also to you ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ translation တွေကြည့်လိုက်မယ်ဆိုရင်ဒီ main verb ကနေစပြီးမှဘာသာပြန်ဆိုတော့သူတို့ဒီကနေစပြီးမှဘာသာပြန်တာရှာတချို့ဥမာဆိုပါစို့ NRSV မှာဆိုရင်ဒီမှာ we declare to you so ဒီ we declare to you ဆိုတာကခုနကကျွန်တော်ဒီမှာပြောတယ် verse 3မှာရှိတဲ့ main verb ဆိုတော့ဒီတစ်ခုလုံးက main verb ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာတစ်ခုလုံးကကျွန်တော်တို့ဘာကိုကြော်ညာတာလဲဘာကိုကြည်ညာတာလဲဒီမှာကျွန်တော်တို့မြင်ခဲ့တဲ့အရာဘာဆိုတော့ဒီထီကသူ့ရဲ့ဒီ main verb ရဲ့ object ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ verse 1 2ဒီမှာ verse 3တဝက်ထီကတစ်ခုလုံးကဒီ main verb ရဲ့ object ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးကအရန်လှပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်အနေနဲ့ဒီ first John ရဲ့commentary တစ်ခုဖတ်တဲ့အခါမှာဘာဖြစ်လို့စာရေးဆရာကဒီ object သူတို့မြင်ရတဲ့အရာနဲ့ဘာဖြစ်လို့စပြီးတော့မှတင်ထားတယ်ဆိုတော့သူတို့မြင်ရတယ်သူတို့ထိတွေ့တယ်သူတို့တွေ့တဲ့အရာကရိုးရိုးရှောက်ပြောနေတာမဟုတ်သူတို့ရဲ့ကိုယ်တိုင်ကိုယ်ကျ experience fully experience ဖြစ်ထားတဲ့ဒီထာဝရအသက်ဆိုတဲ့အကြောင်းကိုကြေညာခြင်းဟာသူတို့တကယ်လက်တွေ့သိခဲ့တဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုစာရေးသူက message ပေးနေခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ NRSB မှာတော့ we declare နဲ့စတယ်ပြီးတော့မှကျွန်တော်တို့ဒီခဏလေး comparison တစ်ချက်ပြန်လုပ်ကြည့်ရအောင်ဆိုတော့ဒီလုပ်ကြည့်တဲ့အခါမှာဒီမှာကြည့်ပါကျွန်တော်တို့ net NIV NRSB ဆိုတော့net ကကြတော့ this is what we proclaim to အတူတူပဲဒီဟာကငါတို့ကြီးညာတဲ့အရာဖြစ်တယ်ပြီးတော့မှ what was from the beginning ငါတို့ကြီးညာတဲ့အရာဘယ်လိုကြီးညာတဲ့အရာလဲပေါ့နော်ရန်လှပါတယ်ဒါ net လည်းတော်တော်လေးကောင်းတဲ့ translation ဖြစ်တယ်ဆိုတော့အတူတူပဲ that which was from the beginning ပေါ့ဒီပုံစံနဲ့ဖြစ်တယ် NRSB ကြတော့သူ့ရဲ့ main verb ကိုခုနကျွန်တော်ပြောတယ် epangliomen we are declaring also to you ဆိုတဲ့စကားလုံးနဲ့စထားတယ်ပေါ့နော်ဆိုတော့ ESV နဲ့ဒီ pattern မျိုးဖြစ်တယ်ဆိုတော့ကျွန်တော်မြန်မာ translation နဲ့တစ်ချက်ကြည့်ကြည့်အောင်ဆိုတော့မြန်မာ translation မှာရှေးဦးစွာကပင်ဖြစ်၍ငါတို့ဒီပေါ့နော်ဒါကတော့သူ့ရဲ့ very literally ဆရာကြီးယူရတန်ကဘာသာပြန်ချက်တစ်မျိုးဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောလို့ရတယ်ပြီးတော့မှကျွန်တော်မြန်မာစာမီနဲ့ very literally ဖြစ်တယ်အစဦးကပင်ရှိတော့အရာငါတို့ကြားတော့ရပါတော့ဆိုတော့နည်းနည်းလေး literal ဖြစ်တယ် Greek အတိုင်းဘာသာပြန်ထားတယ်ပြီးတော့မှ common language ကကြတော့နည်းနည်းထူးခြားတယ်ဒါနဲ့ Celion ပြန်ပြောင်းရေးလိုက်တယ်အသက်တော်တီးဟူသောနှုတ်ပတ်တော်အကြောင်းကိုငါတို့စာရေးလိုက်ပြီပေါ့နော်ဆိုတော့ဒီဟာလေးကိုပြန်ရေးထားတယ်ပြီးတော့မှအဲ့ဒီနှုတ်ပတ်တော်ကဘာဆိုပြီးပြန်ရှင်းပြထားတယ်ပေါ့နော်ပြီးတော့မှမြန်မာခေတ်သစ်မြန်မာတမန်ကျမ်းစာမှာကအစဦးကပင်ရှိနေ၍ကျွန်တော်တို့ကြားနေတော့ရဒါကလည်းခုနပြောတဲ့literally ဘာသာပြန်ချက်ဖြစ်တယ်ပေါ့နော်ဆိုတော့ Garrett ကလည်းထင်ရှားပြီးတော့အသက်တော်အသက်တည်ခံချက်ဒါတော့နည်းနည်းလေးနဲ့ရှုပ်ထွေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နည်းနည်းဒီမှာထိတွေ့တာကြတော့ဒီခေါက်မှာတော့ common language ကကြောင့်အသက်တော်တီးဟူတော့နှုတ်ပတ်တော်အကြောင်းငါတို့စာရိုက်လိုက်တယ်ဒါပေမဲ့အဲ့နှုတ်ပတ်တော်ဟာနှုတ်ပတ်တော်ဆိုတာဘယ်လိုမျိုးလဲငါတို့ကိုယ်တိုင်တွေ့ခဲ့တဲ့အစကရှိခဲ့တယ်ပေါ့နော်သူကစီလီအောင်တော်တော်လေးကိုပြည်ဖြစ်တယ်တော်တော်လေးကိုကျွန်တော်တို့နားလည်ပို့လွယ်တဲ့စကားလုံးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တော်တော်လေးကိုဆိုတော့ကျွန်တော်ရဲ့ sharing ကိုဒီမှာပဲရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်လေ့လာသွားတဲ့အရာကရှင်ဟောဩရာပမဆာဆာအခန်းကြီး1အငယ်1ကနေ4တိဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ Greek လိုဖတ်ခြင်းအဖြစ်တစ်ခုခုGreek လိုနားလည်ပြီးတော့မှကျွန်တော်မြန်မာ translation တွေမှာလည်းဘယ်လိုဘာသာပြန်ထားလဲဆိုတာကိုပုံမူပြီးမှသဘောပေါက်သွားမယ်လို့ယုံကြည်ပါတယ်နောက်ပတ်များမှာလည်းကျွန်တော်ဒီထက်ဒီလိုမျိုးပုံစံမျိုးပဲတချို့ Greek ကျမ်းပိုက်လေးတွေကိုဆက်လက်ဝင်မြောက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပေါ်မှာဘုရားခင်ထူကောင်းချီးပေးပါစေ